အမေဖြစ်သူကတားဖြစ်သူအတွက်ခောက်ဆွဲတပန်းကန်ပြင်ဆင်ပေးခဲ့ပေမဲ့ကောင်လေးကလက်ပလာနဲ့လှမ်းနိုင်လိမ့်မယ်လို့သူမမထင်မှတ်ထားခဲ့ပါဘူးတကယ်တော့ဂျက်မှာ autism ဝေဒနာရှိနေလို့ပါဒါကြောင့်သူ့မိကအခြေခံကြတဲ့လူမှုဘူးတုတတွေနဲ့ကျွမ်းကျင်မှုတွေကိုထပ်ခါတလဲလဲစိတ်ရှည်လက်ရှည်သင်ကြားပေးနေခဲ့ရပါတယ်တားဖြစ်သူအိပ်ပျော်သွားတဲ့အချိန်ကြမှသာအမေဖြစ်သူလည်းနားကျင်လေးအနှဲငယ်ရပါတော့တယ်တနေ့မှာတော့အမေဖြစ်သူကတားကိုခေါ်ပြီးပေါင်မုံသွားဝယ်ပါတယ်ဂျက်ကပေါင်မုံကိုဆိုင်ရှင်ရဲ့လက်ထဲကနေတိုက်ရိုက်လှမ်းလူယူလိုက်တဲ့အတွက်အမေဖြစ်သူကပတ်စံအရင်ပေးရမယ်ဆိုတာကိုစိတ်ရှည်လက်ရှည်ပြန်တင်ပေးခဲ့ရပါတယ်ဒါကိုမြင်တော့ဆိုင်ရှင်ဖြစ်သူကအံ့ဩမြင်တက်သွားခဲ့ရပါတယ်နောက်ဆုံးမှာတော့အမေရဲ့လမ်းညွှန်မှုကြောင့်ဂျက်ဟာပတ်စံထုတ်ပေးနိုင်ခဲ့ပါတယ်ဆိုင်ရှင်ကစိတ်ထဲမှာထင်နေတဲ့မိကုန်းကိုမေးမြန်းတဲ့အခါအမေဖြစ်သူအန်နာကဂျက်မှာ autism ဝေဒနာရှိနေကြောင်းရှင်းပြခဲ့ပါတယ်မုံစားပြဒီတဲ့နောက်မှာတော့ဂျက်ကသူ့ရဲ့လက်မလေးကိုထောင်ပြီးဆိုင်ရှင်နဲ့လက်တီးချင်းတိုက်ချင်တဲ့အမူအရာလုပ်ပြခဲ့ပါတယ်ဒါဟာဆိုင်ရှင်လုပ်တဲ့ပေါင်မုံကတကယ်ကိုအရသာရှိတယ်ဆိုတာကိုသူကဖော်ပြလိုက်တာပါဆိုင်ရှင်ကလည်းဂျက်ကိုအလိုက်တီးတက်တဲ့ကောင်လေးဖြစ်ချီးမွမ်းခဲ့ပါတယ်ဒါပေမဲ့ဒါဟာသူ့မိကထပ်ခါတလဲလဲတင်ပေးထားခဲ့ရတဲ့အရာတစ်ခုဆိုတာကိုတော့ဆိုင်ရှင်မသိရှာပါဘူးအန်နာဟာဂျက်ကိုတကူတော့အထီးကျန်စွာပြုစုပြောထောင်ခဲ့ရတာပါအမေဖြစ်သူဟာမိသားစုစောင့်ဝင်နေရတဲ့အတွက်နေတိုင်းပင်ပန်းခံအလုပ်လုပ်ရုံတင်မကပဲအိမ်ပြန်ရောက်တဲ့အခါမှာလည်းအရာကိုကိုယ်တိုင်မလုပ်ဆောင်နိုင်ရှာတဲ့တာဖြစ်သူကိုဂရုစိုက်ဆောက်ရှောက်ပေးခဲ့ရပါတယ်နေ့တစ်နေ့ကုံဆုံးသွားတဲ့အခါတိုင်းမှာအမေဖြစ်သူဟာအင်မတန်မှပင်ပန်းလွမ်းနေခဲ့ရပါပြီတနေ့မှာတော့သူမနဲ့ဂျက်တို့ဘတ်စကားမှတ်တိုင်မှာကားဆောင်နေတော့ဂျက်ကဘေးနားကမျိုးသမီးတစ်ယောက်ကင်ထားတဲ့အယုတ်ကိုစိတ်ဝင်စားသွားခဲ့ပါတယ်သူ့မိကတားဆီးဖို့စူးစမ်းပေမဲ့ဂျက်ကစိုးတင်းမဲ့အယုတ်ကိုလှမ်းလုခဲ့ပါတယ်ဒါကြောင့်ထိုမျိုးသမီးနဲ့ပါလာတဲ့မျိုးသားကဒေါသထွက်ပြီးဂျက်ရဲ့လက်ကိုဆွဲခါလိုက်ပါတော့တယ်နောက်ဆုံးမှာတော့အမေဖြစ်သူလည်းဂျက်ကိုခေါ်ပြီးထိုနေရာကနေထွက်ခွာသွားရုံကလွဲလို့အခြားမရှိခဲ့ပါဘူးမိုးချင်းတန်ကြားရတိုင်းလဲဂျက်ကအလွန်ကြောက်လန့်တတ်ပါတယ်ဒီလိုဖြစ်တိုင်းမှာသူ့မိကအလုပ်တွေကိုပြစ်ထားခဲ့ပြီးအိမ်ကိုအမြန်ဆုံးပြေးပြန်လာခဲ့ရပါတယ်အော်ဒဇင်ဝေဒနာကြောင့်ပဲဂျက်ဟာအတန်းဖော်ရဲ့အနိုင်ကျင့်ခြင်းကိုလည်းမကြာခဏခံခဲ့ရပါတယ်အတန်းဖော်တယောက်ကဂျက်ရဲ့ကစားစရာအိမ်ဆောက်တုံးတွေကိုကန်ချပစ်လိုက်တဲ့အတွက်ဂျက်ဟာသူ့ရဲ့စိတ်ခံစားချက်တွေကိုမထိန်ချုပ်နိုင်ပဲပောက်ကွဲသွားခဲ့ပါတယ်ဒါကိုမြင်တော့အနိုင်ကျင့်တဲ့ကောင်လေးနှစ်ယောက်လည်းကြောက်လန့်တကြားချက်ချင်းထွက်ပြေးသွားကြပါတယ်ဒါတင်းတင်းမကသေးပါဘူးအိမ်နီးနားချင်းကကလေးတွေကပါသူ့ကိုခဏခဏလာရောက်အနိုင်ကျင့်ကြပါသေးတယ်အမေဖြစ်သူအိမ်ပြန်လာလို့ဒါကိုမြင်လိုက်ရတဲ့အခါတားဖြစ်သူကိုကာကွယ်ဖို့အမြန်ပြေးလာခဲ့ပါတယ်ပေါင်မုံဆိုင်ပိုင်ရှင်ကလည်းဒါကိုမြင်တွေ့သွားပြီးလာရောက်တားဆီးပေးခဲ့ပါတယ်ကလေးချို့ကဂျက်ကိုလူအလိုတော်အော်ဟစ်ဆဲဆိုခဲ့ကြပါတယ်အဲ့ဒီနောက်မှာတော့အဲ့ဒီကလေးတွေရဲ့မိဘတွေရောက်လာကြပါတယ်အဖိုးဖြစ်သူဆိုင်ရှင်ကထိုမိဘတွေကိုကလေးတွေကိုတေချာဆုံးမထားဖို့နဲ့သူတစ်ပါးကိုအနိုင်မကျင့်ခိုင်းဖို့ပြောဆိုခဲ့ပေမဲ့သူတို့ကတော့အဖိုးဖြစ်သူကပဲကလေးတွေကိုပြန်နိုင်ကျင့်နေပါတယ်ဆိုပြီးပြောင်းလဲဆွဆွဲခဲ့ကြပါတယ်အဲ့ဒီနေ့မှာပဲအမေဖြစ်သူကိုစိတ်ဝင်စားပြီးလိုက်နေတဲ့မျိုးသားတစ်ယောက်ကအန်နာစီကိုရောက်လာခဲ့ပါတယ်သူတို့စကားပြောနေရင်းနဲ့ထိုမျိုးသားကအန်နာပေါ်လက်ပါစီလောက်လာပါတော့တယ်အန်နာကရုန်းကန်ဖို့စူးစမ်းခဲ့ပေမဲ့ထိုမျိုးသားကသူမကိုဆိုပါပေါ်ရုတ်တရက်တွန်းလှစ်လိုက်ပြီးအတင်းအဓမ္မပြုကျင့်ဖို့စူးစမ်းခဲ့ပါတယ်ဘေးနားကနေကြည့်နေတဲ့ဂျက်ကတော့ဘာလို့ရမှန်းမသိဖြစ်နေခဲ့ပါတယ်ဒါပေမဲ့သူ့အမေနာကျင်အောင်လုပ်နေတာကိုမြင်လိုက်ရတဲ့အချိန်မှာတော့ဂျက်ဟာသူ့ရဲ့လေဘင်းမှာဆွဲထားတဲ့ခရာကိုချက်ချင်းပဲအားကုန်မှုတ်လိုက်ပါတော့တယ်